အပီစုတ်တူမှာတော့အဆိုပါရေမိတ်ကလေးဆိုတဲ့သူကိုဒီကလူတွေတိုက်ကလည်း white up ပေးနေကြပြီတစ်ဖက်မှာတော့အဲ့ဒီမိတ်ကလေးကိုအားခွားကလည်းအကဲဖြားနေခဲ့ပါတယ်အဲ့ဒီချိန်အဲ့ဒီမိတ်ကလေးရဲ့ပုံစံကသူ့ရဲ့ပခုံးကိုသာအာယုံဆိုင်နေတာဖြစ်လို့သူပြစ်ခဲ့တဲ့မြေခွေးမိတ်ဆာမဆိုတာကိုတီးသွားခဲ့ပါတယ်အခုချိန်မှာလည်းသူ့စီကနေထွေပြေးသွားခဲ့ပြီးဒီကလူတွေကိုလက်လက်စားနေပြပြီလို့ဆိုတာတွေးနေခဲ့ပါတယ်ထိုမိတ်ကလေးရဲ့ပြောက်ကွဲကအိုးထဲဝေသွားပြီးပြတ်ထွေးလာရတဲ့ရိုးစေးတဲ့ပြောက်ကွဲတစ်ခုဖြစ်ပေမဲ့ဒီကလူတွေတိုင်းကတော့ white up ပေးနေကြတာမလို့စေစားမရဖြစ်နေခဲ့ပါတယ်ရတဲ့ကနေသူကပဲဒီပြောက်ကွဲကရိုးစေးတဲ့လို့ရေမိတ်ကလေးဖြစ်သူကိုပြောလိုက်တော့ဒါပေမဲ့ဒီကလူတွေကတော့သူ့ပဲ white up ပေးနေကြပါတယ်အဲအကြောင်းမလို့အဲ့ဒီပြောက်ကွဲကရိုးစေးတဲ့ဆိုတာကိုတိတ်တိတ်ပြောက်ဖို့အတွက်အားခွားကလည်းရေမိတ်ကလေးကိုခွေးပြုတ်ပေးရလားလို့မေးလိုက်ပါတယ်အဲ့ဒီကပိတ်သားတွေကတော့အားခွားကိုပဲမနာလို့ဖြစ်နေတယ်လို့ဆိုကအပြစ်တင်နေကြပြီအားခွားကအဲ့ဒီလက်ကွဲကိုတီးသွားမှကြောက်နေတာလားလို့မေးလိုက်တဲ့အတွက်ရေမိတ်ကလေးကအပေါ်ကိုတိတ်လာဖို့ပြောလိုက်ပါတယ်အားခွားရဲ့ရေချစ်ကမြေခွေးမိတ်ဆာမှာဟုတ်မဟုတ်ဆိုတာကိုသိချတာဖြစ်လို့ရေမိတ်ကလေးရဲ့ဓာတ်တွေကိုသာလိုက်ကြည့်နေခဲ့ပြီးအခုလေးစီးမှာတော့အားလုံးကိုတိတ်တိတ်ပြောက်ဖို့အတွက်အိုးထဲကိုဝယ်ရတဲ့ရိုးဝဲခလုတ်ကိုသာစားနေခဲ့ရပါတယ်အဲ့ဒီချိန်ရေမိတ်ကလေးကအောက်ကတ်ချလိုက်ပြီးသူပါဆေးလာခဲကသူ့ရဲ့ပြောက်ကွဲကိုဘာလို့ဖြစ်စည်းတာလဲလို့မေးနေခဲ့ပါတယ်မိတ်ဆာမကသူတော်ကောင်းလို့ဒီမှာလူတွေကိုလာလက်စားနေတယ်လို့အားခွားကပြောလိုက်တော့သူ့ကိုရိုက်ဖို့လုပ်ပါတယ်သူ့ကိုရိုက်တဲ့လေးကိုဖက်ကအားခွားကအကဲဖြတ်နေပြီးထိုမိတ်ကလေးကလည်းစေပေါ်ပြတ်သေးသွားခဲကသူ့ရဲ့ပြောက်ကွဲကိုပဲစစ်ပြနေခဲ့ပါတယ်နေအောင်သားလည်းတိတ်လိုက်စစ်လိုက်နဲ့လုံနေခဲ့ကြပြီးအားလုံးရဲ့အမြင်မှာတော့ပြောက်ကွဲတစ်ခုလို့သာဖြစ်နေခဲ့ပါတယ်အောက်ကလည်းထဲရောက်လာခဲ့ကြတော့အားခွားကထိုမိတ်ကလေးကိုမြေခွေးမိတ်ဆာမလို့ထိန်နေခဲ့တဲ့အတွက်စားနေခဲ့ပြီးအဲ့ဒီမိတ်ကလေးကလည်းသူကမြေခွေးမိတ်ဆာမမဟုတ်ဘူးလို့သာပြစစ်ပြနေခဲ့ပါတယ်အားခွားကလည်းအဲ့ဒီမြေခွေးမိတ်ဆာမမှာသူပြစ်ခဲ့တဲ့ဒိုင်ယာကစီးနေတယ်လို့ပြောလိုက်ပြီးဘလို့တိတ်တိတ်ပြရမှာလဲလို့မေးနေတဲ့ထိုမိတ်ကလေးကိုအဝတ်ချော်လိုက်လို့ဆိုကမြန်မာလူကြီးပြောလိုက်တာမလို့မြန်မာလူကြီးအတီးခတ်လိုက်ရပါတယ်အဲအကြောင်းမလို့နေအောင်သားအခြေအတိုက်ကြတိုက်ခိုက်နေခဲ့ကြကထီမီတော့မှအခြေခဏလေးမှလည်းတားနိုင်လိုက်ပြီးဒေါ်သားထွေးလာတဲ့ထိုမိတ်ကလေးကလည်းပွားနေချင်းနဲ့လိမ့်စာပေးသွားခဲ့ကအပေါ်ပြတ်တက်သွားခဲ့ပါတယ်တူလူမာသွားပြီလို့ထဲသွားခဲ့တဲ့အတွက်အပေါ်ပြတ်တက်လာခဲ့ကထိုမိတ်ကလေးကိုပြန်လိုက်တောက်ပန်းနေတော့မှပဲယူလေတိုက်ကရောက်လာပြီဆိုတာကိုကြားလိုက်ရပါတယ်စစ်သူကြီးရောက်လာခဲ့တော့သူ့အပေါ်ဝဲထိုမိတ်ကလေးကပုံနေခဲ့တာမလို့အောက်ပြဆေးလာခဲ့ကြကလက်စားတက်တဲ့မြေခွေးမိတ်ဆာမစီကနေအလိတ်ခါရဖို့အနေကတော်လို့တယ်လို့ပြောလိုက်ပါတယ်မြေခွေးမိတ်ဆာမမဟုတ်ရင်ယူလေတိုက်ကရောက်လာခဲ့တော့ဘာလို့ပုံနေတာလဲလို့မေးတဲ့အခါထိုမိတ်ကလေးကတော့သူ့အခုလိုမျိုးသာလိုက်နောက်ဆင်းနေမယ်ဆိုရင်အာမနာတော်ဘူးလို့သာပြောလိုက်ပါတယ်အောက်ခွန်းကတော့အဲ့ဒီမိတ်ဆာအကွဲတွေကိုသာထုတ်ထုတ်လိုက်လို့ပြောလိုက်တော့ထိုမိတ်ကလေးကထွေသွားဖို့လုပ်ပါတယ်တေချာတလောက်စီးနေပြီဖြစ်လို့သူကလည်းတားလိုက်ပြီးထိုမိတ်ကလေးကိုဖမ်းနေခဲ့ပြီမဲ့အဲ့ဒီနေရာကထိုမိတ်ကလေးရဲ့နေရာဖြစ်တာမလို့ဖမ်းနေတဲ့သူကပဲအတီးခတ်နေရပါတယ်နေအောင်သွားတဲ့အချိန်အတိုက်ကြတိုက်ခိုက်နေခဲ့ကြပြီနောက်ဆုံးမှတော့ထိုမိတ်ကလေးကသူ့ရဲ့အဖိုးတန်လေးကိုကန်ထားခဲ့ပါတယ်အောက်ခွန်းကလည်းကြားခိုက်တဲ့ထိုမိတ်ကလေးရဲ့ဖနှံကိုတိတ်တိတ်အနေနဲ့တိတ်ထားလိုက်ကထိုမိတ်ကလေးရဲ့အနောက်ကိုလူအုပ်ကြားထဲကနေပဲလိုက်သွားခဲ့ပါတယ်လေတစည်းရဲ့အဖို့ကိုသာနေအောင်သားရောက်လာခဲ့ကြပြီမဲ့ထိုမိတ်ကလေးကတော့သူ့ရဲ့ဖနှံကိုသာပြတ်တောင်းနေခဲ့ပြီမဲ့ရေထဲကိုကျသွားခဲ့ပြီလေပေါ်မှာဆိုရင်ကြောက်နေတဲ့အောက်ခွန်းကြပဲရေကြောက်တဲ့သူဆိုတာကိုတီးသွားခဲ့ပါတယ်အဲအကြောင်းမလို့သူအရန်ကြိုက်တဲ့ဖနှံကိုအပြည့်သူ့ရဲ့ပြောက်ကွဲကိုပါလက်ဖြစ်စည်းခဲ့တာဖြစ်လို့အောက်ခွန်းကိုလည်းပညာကောင်းကောင်းပြနေခဲ့ပြီရေထဲကိုကန်ချလိုက်ပါတယ်ရေမကူတတ်တဲ့အောက်ခွန်းကလည်းရေစစ်လော်တဲ့မိတ်ဆာမလို့ဆိုတာပြောနေခဲ့ပြီထိုမိတ်ကလေးကလည်းအခုချိန်သူ့သာတောက်ပန်းမှန်ဆိုရင်ကဲတေပေးဖို့စေစားခဲ့ပြီမဲ့အခုချိန်ထိတက်ရောက်သူ့သာအပြည့်တင်နေတာမလို့တွားတော့မယ်လို့ချိန်ချောက်လိုက်ပါတယ်ရေထဲကိုလူတယောက်ကြောက်သွားရဲဆိုတဲ့အတန်နဲ့သူတို့စီကိုချီကန်းလာတဲ့လေတစီကြောင့်အမြန်လိုနေတဲ့ထိုမိတ်ကလေးကအောက်ခွန်းကိုလည်းသူ့ရဲ့အနောက်ကပစ္စည်းကိုပြစ်ချပြီးတေးလာဖို့ပြောလိုက်ပြီမဲ့တရဲဖြစ်သွားရတာမှအလော်ပိမမဟုတ်ဘူးမိတ်ဆာမလို့သာပြောနေခဲ့တာမလို့သူ့ထားခဲ့ပါတယ်အောက်ခွန်းတယောက်ရေထဲကိုသာမြုပ်သွားခဲ့ပြီးတေတော့မှဖြစ်လို့သူ့လိုချင်နေတဲ့အမတ်တရားကိုမတွေးခဲ့တဲ့အတွက်သူ့ဆရာကိုတောက်ပန်းနေခဲ့ပြီအဲ့ဒီချိန်သူ့လောက်ကန်နေတဲ့တငက်ကြီးကိုလည်းမေးလိုက်ရပါတယ်ခဏနေတော့အောက်ခွန်းကလေတစီရဲ့ပေါ်ကိုရောက်လာခဲ့ပြီးနှလုံးခုန်နေသေးတဲ့အတွက်သူ့ကိုလည်းအသေးစုလို့ရအောင်လှုပ်ပြီးတော့မှအချိန်မှာပဲအချိန်မီပြတ်လက်ဆေးပြီးသွားခဲ့ပါတယ်သူ့ကိုလည်းပိုက်ဟက်ကျွေးကအရင်မီသွားခဲ့တာမို့အသေးစေခဲ့ရတာဖြစ်တယ်လို့စစ်ပြနေခဲ့ပြီးကိုဘသာတတ်သိတယ်လို့ထင်နေခဲ့ကြတဲ့အတွက်ရေးစေတဲ့ဓမြတရားကြောင့်အခုလိုမျိုးဖြစ်သွားခဲ့တယ်လို့ပြစစ်ပြပါတယ်ဒီအလူတွေအားလုံးကိုလည်းကြီးစုတိတ်လိုက်ပြီးဒီလေရဲ့ပိုက်စေကိုလည်းတွေးပြီးကြီးစုတိတ်ချေတယ်လို့ပြောလိုက်ပြီးလေပိုက်စေကိုတော့တွေးခွဲရမှာမဟုတ်လို့အနားယူပြီးပြတ်သွားဖို့သာအကြပိနေကြပါတယ်အဲ့ဒီချက်ယူလေတက်ရဲ့စစ်သူကြီးယူချီတို့ကလည်းရောက်လာခဲ့ကြပြီးဒီအလူတွေအားလုံးကိုစစ်စစ်မင်းများဖို့လုံနေခဲ့ပြီးမှအောက်ခွန်းကတော့နှုတ်ဆက်လိုက်ပါတယ်အောက်ခွန်းကိုလည်းမြင်သွားခဲ့တဲ့အတွက်ဖာဖို့လုံနေခဲ့ပြီးဝေါ်ရဖြူနဲ့လူကဒီနေရာရဲ့တခေကဘယ်သူလဲလို့တီလားလို့မေးလိုက်ပြီးမှယူချီစစ်သူကြီးကတော့ဂယုမဆိုင်ပဲအောက်ခွန်းကိုသာဖာဖို့လုံနေခဲ့ပါတယ်ခဏနေတော့အထက်ကနေထွေးလာတဲ့အတိုင်းကြောင့်ယူချီစစ်သူကြီးကလည်းပြန်လည်တောက်ပန်းနေခဲ့ရပြီးအထက်ကနေထိုင်မိတဲ့အတွက်သူကမိဖုရားရဲ့အမေရမြေခွေးမိတ်ဆာမကိုဖာဖို့အတွက်ရောက်လာခဲ့ပြီမှအဲ့ဒီချိန်မှာအောက်ခွန်းကသူတို့ကိုတားဆီးခဲ့တာဖြစ်လို့လာဖာရတာဖြစ်တယ်လို့စစ်ပြနေခဲ့ပါတယ်အောက်ခွန်းကလည်းအဲ့ဒီကိစ္စမှာသူကလည်းမြေခွေးမိတ်ဆာမကိုလိုက်ဖားနေခဲ့တာဖြစ်ပေမဲ့စစ်သူကြီးရဲ့လူတွေကလိုက်နောက်စေးတဲ့အတွက်မြေခွေးမိတ်ဆာမကလော်သွားခဲ့တာဖြစ်တယ်လို့ပြန်လည်ထောက်ပြပါတယ်သူကပါပြန်လည်ဆော်ဆွဲခိုင်းနေရတာမလို့စကားများနေကြချေအထက်ကနေသူကိုယ်တိုင်စစ်ဆေးချတယ်လို့ပြောလိုက်ပြီးစစ်သူကြီးကိုလည်းပြန်လည်အနားယူဖို့ပြောလိုက်ပါတယ်အကြောက်ပြချေတစ်ခုအနေနဲ့ဖားချိနေတဲ့စစ်သူကြီးကိုလည်းလောက်ပြောက်သွားခဲ့ပါတယ်အထက်ကိုရောက်သွားခဲ့တော့သူ့ကက်တေပေးခဲ့တဲ့အတွက်ကြီးစုတိတ်လိုက်ပြီးဒီနေရာရဲ့အစင်မှာကတော့သူ့ရဲ့အကြောက်ကိုသာမေးနေခဲ့ပေမဲ့မုတ်စီကိုသာအာရုံရောက်နေခဲ့တဲ့အတွက်သဘောကျစွာနဲ့ရီလိုက်ကအရေးစားခိုင်းလိုက်ပါတယ်အာရောက်ပါရစားနေတဲ့အောက်ခွန်းကိုလည်းဒီနေရာရဲ့အစင်မှာကပြုတ်ကကြီးနေခဲ့ပြီးစားပြီးသွားတဲ့အခါမှာတော့သူကလော့ရံမျိုးမှာဆာလာဖြစ်တဲ့စာပေသမားတယောက်ဖြစ်တယ်လို့ဆိုတာလိမ့်လိုက်ပါတယ်ဒီနေရာကိုလာခဲ့စီတဲ့
ကလေတစည်းရဲ့အပေါ်မှာလော့ရမျိုးမှာစောင်းဝဲဖြစ်မဲ့ကြောက်သားတရားကိုလူတယောက်ဟာဒိမရတိုင်းနေခဲ့ကြမလို့အဲ့ဒီစာတေသားကောက်လေးကိုလည်းအားခွားကကူညီပေးခဲ့ပါတယ်အခုချိန်မှာလည်းအဲ့ဒီစာတေသားကောက်လေးကိုမြေခွေမိတ်ဆာမကဖားသွားခဲ့တဲ့အတွက်ကြားခဲ့တဲ့ပစ္စည်းတွေကိုပဲယူလာခဲ့လိုက်ကစာပေသမားလို့ဆိုတာတက်တဲ့အနေနဲ့အထက်ကနေစာရွက်တစ်ခုယူပြီးပိတ်လိုက်ပါတယ်တက်တဲ့တွေကခိုင်လုံတဲ့ဆိုပေမဲ့အဲ့ဒါတွေကိုတင်းနေတဲ့အချိန်မှာကတော့ဖုတ်ကွက်ထားတာတွေကိုစစ်ဆေးမှမဟုတ်ပဲဒီနေရာမှာခဏတာအနားယူတက်ခုခွေပေးလိုက်ပါတယ်ဒါတော့ဆက်စဲဝါအပီဆိုဒ်2လေးပဲဖြစ်ပါတယ်အစီပီအပီဆိုဒ်3ကိုနောက်ဗီဒီယိုမှာဆက်တင်ပေးပါမယ်ကျွန်တော်ကတော့ဝိုင်းပါ